ငလေလုံခတ်မှုပေးကနေမိသားစုကိုကဲတင်ခဲ့တဲ့တိတက်လွန်နဲ့အာဘိုလီလူဒီယာမှာ68ယောက်ကတော့အိမ်မွေးတိရစ္ဆာန်တွေကိုအသေးဆွဲချစ်ကြပါတယ်။အရင်ကတည်းကလူငယ်တွေကအိမ်မွေးတိရစ္ဆာန်ဆိုတာနဲ့ခွေးလေးတွေကိုပဲပြင်မိကြမှာပါ။ခွေးလေးတွေဟာဆိုရင်သူတို့ကိုကျွေးမွေးဆောက်ရှောက်တဲ့သခင်ပေါ်မှာအလွန်အင်မတန်ကိုမှသစ္စာရှိကအသက်အန္တရာယ်ကိုကောက်ွယ်ပေးနိုင်တဲ့ဘေးမျိုးကနေလည်းနေလံပေါင်းစုံနဲ့ကောက်ွယ်ပေးတတ်ကြပါသေးတယ်။ခွေးလေးတွေဟာဆိုရင်ကျွေးမွေးဆောက်ရှောက်လိုက်တာနဲ့ကိုယ့်ရဲ့မိသားစုလိုမျိုးခင်တွေရတန်ရောစင်ဖြစ်ကြသမျှလည်းဖြစ်ပါတယ်။အခုတခါမှာတော့စကိုင်းမြို့ကမိသားစုတကူဟာချစ်စရာကောင်းတဲ့အဝလေးတစ်ကောင်ရဲ့ကျေးဇူးကြောင့်အင်အားပြင်းတဲ့ငလင်တန်ရဲ့လှုပ်ခတ်မှုမှာအသက်ဘေးကနေလွန်မြောက်လာကစကိုင်းမြို့ကဈေးတောင်လမ်းဘက်မှာရွှေမန်းစတိုးဆိုင်ဖွင့်ထားတဲ့မမေထိုက်တို့မိသားစုလည်းဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းမှာပဲမန္တလေးမြို့ရဲ့တစ်ဖက်ကျမ်းမှာရှိတဲ့စကိုင်းမြို့ဟာမတ်လ28ရက်နေ့ကတရားပြည့်ငလင်လောက်ခတ်ခဲ့ရမှာဟိုအကျယ်နေ့မှာကြားရောက်ခဲ့တာကြောင့်ငလင်တန်ကိုအဆိုးဆုံးခံခဲ့ရပြီးစကိုင်းတစ်မြို့လုံးပျက်စီးဆုံးရှုံးခဲ့ရပါတယ်အထူးသဖြင့်ငလင်တန်ကြောင့်နမည်ကြီးနေတဲ့စကိုင်းတောင်ရုံးမှာလည်းဖျားစီတီပထိုးများတော်တော်လေးကိုပျက်စီးခဲ့ရသလိုစကိုင်းမြို့ကလူနေအိမ်အများစုလည်းပျက်စီးခဲ့တာပါအဲ့ဒီထဲမှာစကိုင်းမြို့တော်တောင်ဘက်ကျမ်းမှာရှိတဲ့ရွှေမန်းစတိုးပိုင်ရှင်မဆင်မင်ထိုက်တို့မိသားစုရဲ့နေအိမ်လည်းပါဝင်ခဲ့ပါတယ်။ငလင်ကြောင့်နေပြိုကျချိန်မှာတော့မဆင်မင်ထိုက်ကအိမ်မှာမရှိပေမဲ့အသက်80အဖိုးနဲ့အသက်15နှစ်အရွယ်မြေးလေးတို့ရှိခဲ့ပါတယ်။ဒါပြင်မှာတော့ချစ်စရာကောင်းတဲ့ခိုင်နိုင်ငံအမျိုးအမွေဖွားအိမ်မွေးခွေးတစ်ကောင်လည်းရှိခဲ့ပါတယ်။ဒီလိုမျိုးငလင်မလောက်ခတ်မီနိုင်ရေးပိုင်းအလိုမှာတော့ခွေးလေးဟာခဏမငြိမ်ဖြစ်လာပြီးဒီနေ့ကနေလမ်းပေါ်ကိုရုတ်တရက်ပြေးထွက်ခဲ့ပါတယ်။ဒါကြောင့်မလို့အသက်80ရွယ်အဖွားနဲ့အသက်15နှစ်ရွယ်မြေးလေးတို့ဟာခွေးလေးကိုကားတိုက်မှာဆိုတာကြောင့်လိုက်ဖမ်းဆွဲဖို့အတွက်အိမ်ကနေထွက်ပြေးလာကြပါတယ်။အဲ့လိုအချိန်မှာပဲငလင်လောက်ကဖွားနဲ့မြမလေးတို့နေထိုင်တဲ့အိမ်လေးကပြိုကျသွားတယ်လို့ဆိုပါတယ်။တကယ်လို့ခွေးလေးကသာထမပြေဘူးဆိုရင်80ကျော်အဖွားဦးနဲ့အသက်15နှစ်ရွယ်မြမလေးတို့ငလင်ကြောင့်အိမ်ပြိုမှုမှာပါသွားမှဖြစ်ကအသက်ဆုံးရှုံးရတဲ့အထီတောင်ဖြစ်နိုင်တယ်လို့သိရပါတယ်။ချစ်စရာကောင်းတဲ့ခွေးပူလေးကတခင်တွေရဲ့အသက်ကိုကယ်ပေးလိုက်တာပါ။ဒါကြောင့်မလို့လေခွေးပိုင်ရှင်မဆင်မင်းထိုင်ဟာသူ့အမေရဲ့အသက်သခင်ကျေးဇူးရှင်ခွေးလေးကိုချစ်မွားဖြစ်နေတာပါ။သူမဟာတော့ခွေးလေးကိုချစ်လွန်းလို့ထိုင်းနိုင်ငံကနေတကူတကမာယူပြီးမွေးစားခဲ့တာဖြစ်ကြောင်းလည်းပြောဆိုခဲ့ပါတယ်။ဒါပြင်မှာတော့ခွေးလေးမတိုင်ခင်မွေးထားတဲ့ခွေးလေးတစ်ကောင်ဟာလက်မဘော်ကိုထွက်ဆော့ရင်ကားတိုက်လို့ဆုံးသွားကြောင်းဒီခွေးလေးကိုတော့လက်မဘော်မထွက်ဖို့အတွက်သတိပေးထားတယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းဒီခွေးလေးဟာငလင်လုံးမယ်ဆိုတာချိုသိနေဟန်တူပါတယ်။ဒီလိုနဲ့ခွေးတွေဟာငလင်လုံးခတ်တော့မယ်အချိန်မှာအိမ်ပြင်ကိုလိမ့်မြစွာထွက်ပြေးခဲ့တတ်ကြတာပါ။ခွေးလေးရဲ့နောက်ကိုလိုက်ပြေးတဲ့မိသားစုလုံးကလည်းငလင်ဘေးကနေအသက်ဆုံးရှုံးဖို့အတွက်ကံကောင်းစွာဖြင့်ကက်တီလေးလွတ်မြောက်သွားခဲ့တာပါခွေးလေးကမိသားစုအကုန်လုံးကိုကဲတင်ပေးခဲ့တယ်လို့ဆိုရမှာပါထိတ်ဆန်တွေဟာဘေးရနေတွေကိုကြိုတင်ခမန်းနိုင်စွမ်းရှိကြတယ်လို့ရှစ်လူကြီးတွေရဲ့ပြောကြားချက်ရသိရပါတယ်ဒီလိုခွေးတွေဟာဆိုရင်ငလင်လောက်ခတ်ချိန်မှာတော့လူသားတွေထက်အရင်ကြိုသိနေတဲ့အတွက်မိသားစုကိုအပြင်ကိုများစွာခေါ်ထုတ်တတ်ကြတယ်လို့သိရပါတယ်အပြေကက်တီလေးလွတ်မြောက်သွားခဲ့တာပါခွေးလေးကမိသားစုအကုန်လုံးကိုကဲတင်ပေးခဲ့တယ်လို့ဆိုရမှာပါထိတ်ဆန်တွေဟာဘေးရနေတွေကိုကြိုတင်ခမန်းနိုင်စွမ်းရှိကြတယ်လို့ရှစ်လူကြီးတွေရဲ့ပြောကြားချက်ရသိရပါတယ်ဒီလိုခွေးတွေဟာဆိုရင်ငလင်လောက်ခတ်ချိန်မှာတော့လူသားတွေထက်အရင်ကြိုသိနေတဲ့အတွက်မိသားစုကိုအပြင်ကိုများစွာခေါ်ထုတ်တတ်ကြတယ်လို့သိရပါတယ်